ကြားဖြတ်နေဘယ်လိုလိမ်သလဲပေါ့နော်ကြားဖြတ်ဆိုတာကလူလိမ်အဖွဲ့အစည်းတစ်ခုဖြစ်တယ်သူကနိုင်ငံတကာမှာရှိတယ်ဒီစင်ကာပူမလေးရှားထိုင်းဂျပန်မြန်မာနိုင်ငံမှာလည်းရှိတယ်သူကလိမ်ပုံလိမ်နေတာနိုင်ငံအလိုက်လိမ်ပုံလိမ်နေတာကွဲတာပဲဒါပေမဲ့သူတို့ရဲ့ main concept ကတော့လိမ်တာပဲပေါ့နော်ဆိုတော့ဘယ်လိုလိမ်လဲဆိုတော့အခုကျွန်တော်ကြုံရတဲ့လိမ်နည်းကကြလို့ရှိရင်တော့ကျွန်တော်ကပေါ့နော်မြေဘက် ADN သုံးတယ်မြေဘက် duplicate သုံးတယ်ပေါ့နော်မြေဘက် duplicate သုံးတာဖြစ်တဲ့အတွက်သူတို့ကကျွန်တော်ဆီကို message ဝင်လာတယ် message ဝင်တာကဘယ်လိုမျိုးဝင်လဲဆိုတော့ official message sender နံပါတ်ကြီးနဲ့ဝင်လာတယ်ပေါ့နော်ဒါမျိုးပေါ့ဝင်လာတယ်ဝင်လာတော့ message ကြည့်လိုက်တာပေါ့နော်ကျွန်တော်ဆီမှာပေါ့ဒီမြေဘက်ကိုအသုံးပြုတာကြာပြီဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဆီမှာ point တွေရှိတယ်တဲ့ဒီ point တွေပေါ့နော်ဒီလက်ဆောင်ပစ္စည်းနဲ့လေးလို့ရတယ်ပေါ့အဲ့လိုမျိုးပေါ့ပြီးလို့ရှိရင်အောက်မှာ link လေးတစ်ခုပေးထားတယ်အဲ့ link ကိုနှိပ်လိုက်လို့ရှိရင်ဒီ website ကိုရောက်သွားတယ်ပေါ့နော်ဒါမျိုးရောက်သွားတယ်အဲ့မှာသူကပစ္စည်းလေးတွေပြထားပေးတယ်ပေါ့နော်ဒါမျိုးတွေပြထားပေးတယ်ပေါ့နော်โอเคဒီမှာဆိုဆေးကြိုးတွေလက်ဆွတ်တွေ nugget တွေပြီးလို့ရှိရင် Apple Watch တွေစသဖြင့်ပြထားပေးတယ်ပေါ့နော်အဲ့ဒါတွေနဲ့ကျွန်တော်မှာရှိတဲ့ point နဲ့လေးလို့ရတယ်ပေါ့အဲ့လိုမျိုးပြထားတယ်ဆိုလိုချင်တာကဒီ point ကကျွန်တော်ဆီမှာရှိတဲ့ point က9000ပေါ့နော်ဒီဆေးကြိုးဆိုလို့ရှိရင်ဥပမာ2000ပေါ့ဆိုတော့ကျွန်တော်ကလေးလို့ရတယ်ပေါ့လေးတာလေးလို့ရတယ်ဆိုတော့သူတို့က delivery ခပဲပေးရမှာပစ္စည်းဖို့တော့မပေးရဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီပေါ့ကိုကလေးချင်တယ်ဆိုလို့ရှိရင်နှိပ်လိုက်ရုံပဲပြီးလို့ရှိရင် delivery ချက်ပေးရတယ်ပေါ့နော်ဒီမှာထူးဆန်းတာကလေ delivery ကပေါ့နော်တွေ့လားမသိဒီမှာကျွန်တော်ပြထားပေးတယ်ပေါ့ delivery ကကျတော့သူတို့ကပုံမှန်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ပစ္စည်းတစ်ခုမှာလို့ delivery ပို့မယ်ဆိုလို့ရှိရင် delivery မှာပြီဆိုလို့ရှိရင် cash on delivery ရှိမယ်ဗျာဒါမှမဟုတ်လို့ရှိရင်လည်းတခြားပေါ့နော်ဒီ third party payment ပေါ့နော် Touch and Go တို့လိုမျိုး e-wallet တစ်ခုခုပေါ့နော်သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးသူကကျွန်တော်တို့စီကနေမှတဆင့်ဒီ bank account တွေရဲ့ user information ကိုတောင်းတယ်ပေါ့နော်အရင်ဆုံးဖုန်းနံပါတ်တောင်းမယ်ပြီးလို့ရှိရင် bank account တွေရဲ့ user name ပေါ့နော်တောင်းမယ်ပြီးလို့ရှိရင် email တောင်းမယ်အဲ့လိုမျိုးတဆင့်ချင်းတောင်းသွားတယ်ပေါ့နော်ပြီးလို့ရှိရင်မှတဆင့်ကိုကအဲ့လိုမျိုးပေါ့နော်သူတို့တောင်းတဲ့ information တွေအကုန်ပေးလိုက်ပြီဆိုလို့ရှိရင်တော့သူတို့ကကျွန်တော်တို့ရဲ့ bank account ကိုပေါ့နော်သူတို့ထိန်းချုပ်လို့ရသွားမယ်ထိန်းချုပ်လို့ရသွားပြီဆိုတော့ကျွန်တော်တို့ဆီမှာရှိတဲ့ပိုက်ဆံတွေကအကုန်လုံးကုန်သွားနိုင်တယ်ဒါကသူတို့လိမ်နည်းတွေပေါ့နော်ဆိုတော့ပေါ့နော်ဒီပြည်ပရောက်နေတဲ့သူပြည်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုကနည်းပညာနဲ့ပတ်သက်ပြီးမကျွမ်းကျင်ဘူးဆိုလို့ရှိရင်ပေါ့ကိုယ့်ဆီကိုပေါ့မသိတဲ့သူတွေဆီက message တွေဝင်လာပြီဆိုလို့ရှိရင်တော့သွားမနှိပ်ဖို့ပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်လိမ်ပုံလိမ်နည်းကကျလို့ရှိရင်လည်းနိုင်ငံအလိုက်တော့ကွာသွားနိုင်တယ်ပေါ့နော်ဥပမာမြန်မာနိုင်ငံမှာလိမ်တဲ့လိမ်နည်းတစ်မျိုးရှိမယ်စင်ကာပူမှာလိမ်နည်းတစ်မျိုးရှိမယ်ထိုင်းမှာလိမ်နည်းတစ်မျိုးရှိမယ်စသဖြင့်ပေါ့နော်လိမ်ပုံလိမ်နည်းကတော့မတူနိုင်ဘူးဒါပေမဲ့သူတို့ကမက်လုံးပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆီရဲ့အချက်အလက်တွေတောင်းမယ်အချက်အလက်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုသူတို့ကထိန်းချုပ်သွားမယ်ပေါ့နော်အဲ့ဒါပါပဲဆိုတော့ဒီဘဏ်အကောင့်တွေသုံးတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ email တွေကိုယ့်ရဲ့ information တွေကိုယ့်ရဲ့ ID တွေပေါ့နော်ဒါတွေအကုန်လုံးကို public ကိုဖြန့်လို့မရပါဘူးလို့ပေါ့နော်သေချာလေးထိန်းသိမ်းထားတယောက်တည်းပေါ့နော် private ထိန်းသိမ်းရမယ့်အချက်အလက်တွေဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်အဲ့ဒါပါပဲ